မိတ်ဆွေအနေနဲ့အင်္ဂလိပ်စာလေ့လာရတာဟာအရန်ခက်ခဲတယ်လို့တွေးဖို့ပါသလားငယ်ကတည်းကအင်္ဂလိပ်စာသင်ခဲ့ပေမဲ့အခုချိန်ထိဘာလို့မတိုးတက်တာလဲလို့ကိုကိုပြန်မေးကြည့်ဖို့ပါသလားအင်္ဂလိပ်စကားပြောရမယ်ဆိုကိုယ့်ရဲ့တနေ့တာကိုအင်္ဂလိပ်လိုပြောရမယ်လို့ဆရာမကပြောလာခဲ့ရင်ခွေးအားကြီးလှဲနှင်းထားသလိုလိုအစိလက်တာရေးခိုင်းပြန်ရင်လေမွေးမြူရေးချမ်းတဲ့အခုမှစရောက်တဲ့နွားပေါက်စာလေးလိုတိုင်ပတ်ယုံမကကျိုးပါညှိနေတယ်လို့ခံစားရပါသလားရှက်ရှက်နဲ့ဝန်ခံရမှာပဲကျမတော့အဲ့လိုခံစားနေရပါတယ်ဆိုရင်တော့စိတ်မပူပါနဲ့ဒီဗီဒီယိုကခမရတို့အတွက်ပါပဲမိတ်ဆွေလိုပါပဲဒီကမ္ဘာပေါ်ကအင်္ဂလိပ်စာလေ့လာသူတွေအားလုံးဟာသူ့လိုကိုယ်လိုသင်ခန်းစားနေရတယ်လို့မျိုးခန်းစားနေရတာပါဒီလိုခန်းစားနေရတာတွေရဲ့အဓိကပြဿနာက grammar နဲ့ vocabulary တွေစနစ်တိဆောက်ပုံတွေမဟုတ်ပါဘူးအဓိကပြဿနာကကျွန်တော်တို့စိတ်ထဲမှာရှိနေတဲ့အတွေးတွေရှင်းပြောရရင်အင်္ဂလိပ်စာကခက်တယ်လွယ်လွယ်နဲ့ငါသင်ယူနိုင်မှာမဟုတ်ဘူး native speaker ကြီးလိုဖြစ်ချင်တဲ့အတွေးဆိုတာငါလိုငပိတန်တဲ့အကောင်အတွက်တော့အိတ်ပေါက်နဲ့ဖားကောက်တာထက်မပူပါဘူးကွာလို့ကိုပြန်ပြောနေတဲ့စကားတွေဟာအင်္ဂလိပ်လိုလေးနည်းနည်းမထွက်လိုက်နဲ့ဒီကောင်နိုင်ငံခြားယူနေတဲ့ကောင်ပါကွာလို့စနောက်တက်တဲ့စကားတွေကြားမှာလမ်းဆုံးနေလို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အုံနောက်ဟာကျွန်တော်တို့ပြောတဲ့စကားတွေပတ်ဝန်းကျင်ရဲ့တက်ရောက်မှုတွေအတိုင်းလိုက်ရောညီထွေးပေးတဲ့ system တစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မို့ငါလုံနိုင်တယ်ငါလုံမယ်ငါဘာမှမဆိုလုံနိုင်တယ်လို့ကိုပြောဖို့လိုပါပဲကျွန်တော်တို့တွေဟာမှားမှာကိုကြောက်တယ်အသေးစမ်းတွေကိုကြောက်တယ်တကယ်တော့အမှားတွေအလွဲတွေစီကနေမှအောင်မြင်မှုအသစ်တွေစီကိုရောက်နိုင်မှာပဲဖြစ်ပါတယ်လေကြမှာကိုကြောက်ရင်ကျွန်တော်တို့တွေဘယ်တော့မှလမ်းလျှောက်တမှာမဟုတ်ပါဘူးအင်္ဂလိပ်စာလည်းအတူတူပါပဲကျွန်တော်တို့တွေမှားလွဲမှာကိုကြောက်နေရင်တော့ဘယ်တော့မှကျွမ်းကျင်လာမှာမဟုတ်ပါဘူးမိခင်ဘာသာစကားဖြစ်တဲ့အင်္ဂလိပ်တွေတောင်မှတရားအမှားလေးတွေလောက်တတ်ပါသေးတယ်ပြောချင်တာကအင်္ဂလိပ်စကားကိုလေ့လာဖို့ပြည့်ပြည့်စုံတဲ့အထည်ကိုမဆောင်ပါနဲ့ဘာမှမလုပ်ဖြစ်တာနဲ့စာရင်စကားလုံးအသစ်တစ်လုံးလေ့လာလိုက်တာဗီဒီယိုအတူတစ်ပုတ်ကြည့်လိုက်တာစနစ်တိဆောက်ပုံတစ်ချောင်းကိုလေ့လာလိုက်တာကပိုပြီးတော့အကျိုးရှိပါတယ်လေ့လာစရာရှိတာတွေကို basic level ကနေ advanced level အထိကိုရောက်ဖို့တစ်နေ့ကို10မိနစ်လောက်ပဲပုံမှန်အချိန်ပေးရင်လုံလောက်ပါတယ်ဘယ်သူမှအားမကျပဲမနေ့ကငါထက်ဒီနေ့ငါပိုကောင်းရမယ်ကိုယ့်ရဲ့အင်္ဂလိပ် level ကိုချက်အစာကောက်သလိုတောင်းစေရင်မရအစီအစဉ်မကျလေ့လာနေမယ့်အစားတိကျတဲ့ target ခိုင်မာတဲ့ယုံကြည်ချက်နဲ့လေ့လာနိုင်ပါစေလို့ဆန္ဒပြုရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ကြိုးတုံတရားဖြစ်တော့နေဆိုရင်တော့ကျွန်တော်တို့ရဲ့နေလေးအနာဒီမှာ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးဖို့မမေ့ပါနဲ့အဆုံးထိရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ